လူတိုင်းအောင်မြင်ချင်ကြတာပဲဒါပေမဲ့ဘာလို့လူ100မှာ1ယောက်ပဲတကယ်အောင်မြင်သွားတာလဲကျန်တဲ့69ယောက်ကဘာတွေမွားနေလို့လဲကံမကောင်းလို့လားမဟုတ်ပါဘူးသူတို့မှာအောင်မြင်သူတွေတည်ထားတဲ့လျှို့ဝှက်ချက်မရှိလို့ပါကျွန်တော်တို့အားလုံးမှာအငြင်းရှိနေတာကစင်ချေပါပဲငွေမရှိလို့အချိန်မရှိလို့ပညာမတက်လို့ဆိုတာတွေကတင့်ကိုအောင်မြင်မှုနဲ့ဝေးရာကိုတွန်းပို့နေတာပါအောင်မြင်သူတွေကဘာတွေမရှိဘူးလဲဆိုတာကိုမကြည့်ဘူးရှိတာနဲ့ဘာလုပ်လို့ရမလဲဆိုတာကိုပဲကြည့်တာပါလူအများစုကစိတ်ပါမှအလုပ်လုပ်ကြတယ်ဒါပေမဲ့ motivation ဆိုတာခဏတာပဲတကယ်အောင်မြင်မှုကိုတည်ဆောက်တာက discipline ပါစိတ်မပါတဲ့နေ့မှာတော့အလုပ်ကိုပြီးအောင်လုပ်နိုင်တဲ့စွမ်းဟာပါတင်ကပြင်းနေချိန်မှာတယောက်ယောက်ကတော့တင်လိုချင်တဲ့ပန်းတိုင်းစီကိုအပြေးသွားနေပြီဆိုတာမမေ့ပါနဲ့အရှုံးဆိုတာအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မဟုတ်ဘူးအောင်မြင်မှုစီသွားတဲ့လမ်းရဲ့အအိပ်ပိုင်းတစ်ခုပါလဲကြတာပြဿနာမဟုတ်ဘူးပြန်မထတာကမှအရှုံးစစ်စစ်ပါအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေပညာရှင်တွေအားလုံးဟာတင့်ထက်အချိန်ပေါင်းများစွာပိုရှုံးဖူးတဲ့သူတွေဖြစ်ပါရဲ့ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့နောက်ထပ်ဗီဒီယိုတစ်ခုကိုထပ်ကြည့်ပြီးအချိန်မဖြုံးပါနဲ့တော့အခုပဲတင့်ပန်းနိုင်အတွက်အရေးကြီးဆုံးအလုပ်တစ်ခုကိုစလုပ်လိုက်ပါအောင်မြင်မှုကတင့်ကိုစောင့်နေပါတယ်ဒီနေ့ကစပြီးပြောင်းလဲမယ်ဆိုရင် comment မှာ I will start today လို့ရေးခဲ့ပေးပါဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်